ကျန်းမာခြင်းလက်ကြီးတစ်ပါးဆိုတာကိုတကယ်ပေါ့နော်ဝေဒနာခံစားမှသိခဲ့ရခက်ခန်းကဒီယောဂကိုပေါ့နော်စတင်ထိတွေ့ခဲ့တာတော့18နှစ်လောက်ကျော်ပြီရှင့်စောပိုင်းယောဂလေ့ကျင့်တဲ့ sorry เนาะသူတွေထဲမှာခက်ခန်းပါခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီလွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်ခက်ခန်း accident တစ်ခုကိုပြင်းပြင်းထန်ထန်ဖြစ်တယ်ပေါ့အဲ့ဒီရဲ့နောက်ဘက်ရလာတဲ့ပေါ့နော်ဒီအကျိုးဆက်တွေကခက်ခန်းကိုဒီ physical mental ကပိုင်းကိုအရန်ကြီးထိခိုက်သွားစေတယ်ပေါ့နော်။အရာအောင်မှာကြာကြီးလဲရတယ်စိတ်ပိုင်းဆိုင်ရာနဲ့ထိခိုက်တဲ့ပြဿနာတွေလည်းအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော်။အဲ့တော့ရင်းတော့ခင်ဗျအလုပ်ကိုအရန်လုပ်တယ်ပေါ့ကိုဟောလက်လို့လည်းပြောနိုင်တာပေါ့နော်။အာရောချန်ပရမလာဘန်ကိုတိတ်ပြီးတော့ဂယုမဆိုင်မိဘူးပေါ့နော်။တကယ်တော့ဒီကျန်းမာခြင်းလက်ကြီးတစ်ပါးဆိုတာကိုတကယ်ပေါ့နော်ဝေဒနာခံစားမှသိခဲ့ရတာပေါ့လေရင်တော့ကိုအလုပ်တွေလုပ်တယ်မိသားစုလုပ်တွေနဲ့ပဲအချိန်မရှိဘူးဆိုတော့အကြောင်းပြချက်နဲ့ပဲကိုယ့်ရဲ့ကျန်းမာရေးကိုဂရုမစိုက်ခဲ့မိဘူးအဲ့တော့တကယ်ဒါကိုတကယ်မကျန်းမာတဲ့အချိန်မှာတွေ့ရမှာကိုယ့်ရဲ့ရှာခဲ့တဲ့ပစံတွေပေါ့နော်ကိုတမိုးထားတဲ့တချို့အရာတွေကကိုယ့်ရဲ့ဒီကျန်းမာရေးကိုတိတ်ပြီးတော့ထောက်ကူမပြုမဲ့သိရတဲ့အချိန်မှာမဟာဒီလိုတော့နေလို့မဖြစ်တော့ဘူးပေါ့ငါရဲ့ကျန်တဲ့တက်တန်းတစ်လျှောက်မှာငါဘလို့ကျန်းမာတယ်ပေါ့နော်ဒီ healthy lifestyle နေနဲ့နေမလဲကို well being ဖြစ်အောင် physical mental ပေါ့နော် well being ဖြစ်အောင်ဘလို့နေမလဲဆိုတာကိုရှာဖွေခဲ့တဲ့အခါမှာငယ်ယောဂကိုတွေ့ရတယ်ပေါ့နော်အကယ်ကျန်းမာရေးအခြေအနေကတချို့လေ့ကျင့်ခန်းတွေကိုမလုပ်နိုင်ဘူးယောဂကတော့အကယ်ရဲ့စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုပုံမကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်ရအောင်လို့ပေါ့နော်သူကပြောင်းလဲပေးနိုင်တယ်အဲ့ဒီကနေတစ်စက်အကယ်ကဲ့သို့ပဲပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလိုအပ်ချက်တော့ဒီကောင်းတဲ့အခြေအနေရအောင်လုပ်ဖို့အတွက်လူတွေရှိနေမှငယ်သိလာခဲ့တယ်အဲ့ဒီကြောင့်ငယ်ယောဂကိုပြန်လည်ပြီးတော့ဝေမျှခဲ့တယ်2019လောက်ကနေစပြီးတော့အခုအချိန်ထိပေါ့နော်ငယ်ဒီယောဂပညာရပ်တွေကိုငယ်တက်ကြွထားတဲ့လေ့လာထားတဲ့ဟာတွေနဲ့ပြန်ပြီးတော့မျှဝေပေးခဲ့ပါတယ်